Hello ဒီနေ့တော့ဖတ်ထုတ်စီချက်ခောက်ဆွဲလေးမိပိုးလေးကိုလှုပ်ကြွေးရပါတယ်ဒီတစ်ခါတော့ဖတ်ထုတ်တဲ့အသားလေးတွေကိုစိတ်သားမသုံးမနဲ့ပစွန်အကောင်လိုက်လေးတွေတုံထားပါတယ်ရှင်ပစွန်အသားလေးတွေထဲမှာအရသာလေးဝင်နေအောင်လို့တစ်နှစ်ထက်ပေးပေးလေးတွေတုံလို့ရတယ်ခချီဟင်းချက်စော်လေးနဲ့တုံပြထားပါတယ်ဖတ်ထုတ်တဲ့နေရာမှာလည်းလွယ်လွယ်ကူကူနဲ့လေးထောင်ပုံစံလေးတွေပဲထုတ်ထားလိုက်ပါတယ်ရှင်ကျန်တဲ့အသားလေးတွေကိုလည်းဒီနေ့တိုင်းလေးပဲထုတ်ပေးထားလိုက်လို့ရှိရင်တော့ဖတ်ထုတ်လေးရပါပြီခောက်ဆွဲလေးကိုတော့လက်တစ်ဆာရိုင်းကတစ်နှစ်ထက်ပေးပေးလေးတွေတုံလို့ရတယ်ခောက်ဆွဲလေးတော့တုံထားပါတယ်ခောက်ဆွဲပြုတ်တွေပဲကျွေးရတာယူလာလို့စီချက်ပုံစံလေးပြန်ကျွေးချင်တာနဲ့ဒီလိုမျိုးစီချက်ခောက်ဆွဲလေးလုပ်ကျွေးဖြစ်ပါတယ်စီချက်လေးကတော့ချက်သွန်မျိုးစီချက်လေးနဲ့ဒီလက်တစ်ဆာရိုင်းနဲ့မှာပါတယ်စီဇနင်းပေါင်လာလေး2မျိုးပဲရောပြီးတော့နေထားတာပါကျန်တဲ့ဘာအရသာအရောတော့မှမပါတဲ့အတွက်အရသာအပြင်းရင်မဟုတ်ဘဲနဲ့တော်တော်လေးစားလို့ကောင်းတာမလို့မေပိုးလေးကတောင်အများကြီးစားသွားတဲ့အပြင်ထပ်တောင်လို့ခြင်းလို့မနေ့ပရိတ်အုပ်လိုက်ရပါတယ်ဒါဆိုရင်တော့ဗီဒီယိုလေးကဒီလောက်ပါပဲเนาะနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်တတား